Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အသားကြီးစေတဲ့ဖြော်ရည်လေးဖြော်ပြမှာပဲဖြစ်ပါရဲ့ရှင်ပါဝင်တဲ့ပစ္စည်းကတော့မုံလာဥနီဂျင်းပန်းတီသမယာတီကို၄မျိုးပါဝင်ပါရဲ့ရှင်အဲ့တော့ဖလန်နာတွေကိုထည့်ပါပြီထည့်တဲ့ခါကျရင်ရေလေးနည်းနည်းပါထည့်မယ်ပေါ့နော်ကဲထည့်ပြီးပြီဆိုရင်တော့ကြိတ်ပါတော့မယ်ပြရတော့မှာဆိုလို့ရှိရင်တော့ဖန်ခွက်တွေကိုအရေးသက်သက်အဖက်သက်သက်ဖြစ်သွားအောင်ထည့်လိုက်ပါမယ်ကဲအဲ့လိုမျိုးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဇွန်းလေးနဲ့ဝေးပါမယ်ဒီတော့ရပါပြီ